ကားထဲမဝင်ခင်စက်ဖုံးကိုအရင်ခောက်တဲ့ဒီလိုအလေးကျင့်လေးတစ်ခုကတင့်အသက်ကိုကယ်တင်နိုင်ပါတယ်။ George တောင်ကိုရီးယားကိုစရောက်တုန်းက IB ကိုဒီလိုလုပ်ဖို့တင်ပေးခဲ့ဘူးတဲ့အကြောင်းရင်းကတော့တိရစ္ဆာန်လေးတွေဟာအေးဒဏ်ကနေကာကွယ်ဖို့ကားအင်ဂျင်အောက်မှာပုံနေတက်လို့ပါပဲ။အစကတော့ IB ကမယုံခဲ့ဘူး။ဒါပေမဲ့တနေ့မှာတော့ကားအောက်ကနေကြောင်လေးတစ်ကောင်တကယ်ပဲခုန်ထွက်လာတာကိုမြင်လိုက်ရတော့မှသူမယုံသွားတော့တယ်။တနေ့မှာတော့ IB ဟာမြေအောက်ကားပါကင်ကိုတယောက်တည်းရောက်လာခဲ့ပါတယ်။ကားထဲဝင်ခါနီးမှာ George ပြောခဲ့တဲ့စကားကိုတတိယသွားလို့စက်ဖုံးကိုအသာလေးခောက်လိုက်မိတာပေါ့။အဲ့ဒီလုပ်ရဲ့ကြောင့်ပဲကားမှန်ကနေတစ်ဆင့်နောက်ခန်းထဲမှာပုံနေတဲ့လူမဲဝတ်စုံဝတ်လူတယောက်ကိုသူမမြင်သွားခဲ့ရတယ်။ IB ဟာမထိတ်လန့်ပဲတီတီငိမ့်ငိမ့်နဲ့ပဲဘာမှမသိသလိုလမ်းလျှောက်ထွက်လာခဲ့တယ်။တနက်ပြကွင်းထဲကနေလွတ်ပြီဆိုတာနဲ့သူမအသက်လူပြီးပြေးပါတော့တယ်။ကားထဲကလူလည်းတစ်ခုခုမားနေပြီဆိုတာသိသွားပြီးသူမနောက်ကိုအသေးတန်လိုက်ဖမ်းတော့တာပဲ IB ဟာတေမင်းနဲ့အပြိုင်ပြေးနေရလို့အိတ်ထဲကဖုံးပြုတ်ကြက်ကြံခဲ့တာတောင်ပြန်မကောက်နိုင်ပဲဆက်ပြေးနေရရှာတယ်။အဲ့ဒီအချိန်မှာပဲ George ဟာလည်းလူတစုရဲ့ဝိုင်းထားခြင်းကိုခံနေရပါတယ်။ကံကောင်းတာကသူဟာစစ်တပ်နောက်ခံရှိသူတယောက်မို့ဒီလူရန်ကားတွေကိုခဏချင်းပဲနှိမ်နှင်းနိုင်ခဲ့တယ်စိတ်ထဲမှာတမျိုးဖြစ်နေတာနဲ့ IBC ဖုန်းဆက်လိုက်တဲ့ခါမှာတော့တစ်ဖက်ကနေသူ့ရဲ့ရန်သူဟောင်းဝီလီယံရဲ့အတန်ကိုကြားလိုက်ရတယ်2မိနစ်အတွင်းပါကင်ကိုရောက်မလာရင် IB ကိုတက်ပစ်မယ်လို့ချိန်ချောက်လိုက်တာပေါ့ George လည်းအသက်ကုန်ပြေးပြီးအချိန်မီပါကင်ကိုရောက်သွားခဲ့တယ်ဒါပေမဲ့သူမသိလိုက်တာကဝီလီယံဟာအမှောင်ထဲကနေသူ့ကိုတနက်နဲ့ချိန်ထားတယ်ဆိုတာပါပဲဝီလီယံက George ကိုရှေ့ကိုပဲဆက်လျှောက်ခိုင်းနေတော့ပြစ်ခါနီးချိန်မှာပဲမိတွေအားလုံးရုတ်တရက်မှောင်သွားပါတော့တယ်တကယ်တော့ IB ကဝီလီယံရဲ့အကြံကိုတီးသွားလို့မိဖြတ်လိုက်တာပါအမှောင်ထဲမှာတယောက်က IB ရဲ့ပါးစပ်ကိုလာပိတ်လိုက်လို့သူမလန့်သွားပေမဲ့ကြည့်လိုက်တော့ George ဖြစ်နေတာကြောင့်နှစ်ယောက်သားတက်ပြင်းချနိုင်ခဲ့ကြတယ်နောက်နေ့မှာတော့ IB ဟာလူယုံနှစ်ယောက်ကိုခေါ်ပြီး George ကိုတိုက်ခိုက်ခဲ့တဲ့ဂိုင်းချုပ်ယုံကိုရောက်လာခဲ့တဲ့ဂိုင်းသားတွေကသူတို့၃ယောက်တည်းဆိုတော့မခန့်လေးစားလုပ်ကြတာပေါ့အဲ့ဒီမှာတင် IB ကသူမခုလေးတင်ဝယ်ထားတဲ့အဲ့ဒီအဆောက်အဦရဲ့ပိုင်ဆိုင်မှုစာချုပ်ကိုထုတ်ပြပြီးမင်းညကဘသူခိုင်းတာလဲလို့မေးလိုက်တယ်သူတို့ကမဖြေပဲရိုင်းဆိုင်လုပ်နေကြတော့မှပဲ IB ကဝီလီယံရဲ့တပ်ပုံတွေကိုဝေခိုင်းလိုက်ပါတယ်ပြီးတော့ဒီလူကိုဖမ်းပေးနိုင်တဲ့သူကိုအိမ်ငါးကားတွေအခမဲ့ပေးမဲ့အပြင်စုကြေးငွေတန်းတရာပေးမယ်လို့ကြေညာလိုက်ပါတော့တယ်ပတ်စံဆိုရင်ဘာမဆိုလုံးမဲ့သူတွေမို့စုကြေးငွေအများကြီးရမယ်ဆိုတာကြတော့ဂိုင်းချုပ်တွေဟာသူတို့လူတွေကိုချက်ချင်းဖုံးဆက်ပြီးဝီလီယံကိုအမြန်ဆုံးဖမ်းခိုင်းလိုက်ကြပါတော့တယ်